ပေးတများအားလုံးမင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့တော့ကျွန်တော် special နဲ့မိတ်ဆက်ပေးတဲ့လူကလည်းမိတ်ဆက်ပေးခဲ့တယ်လို့ကျွန်တော်ပြောခဲ့တယ်မိတ်ဆက်ပေးခဲ့တဲ့သူကတော့ဒီစာအုပ်ကိုရေးတဲ့အထက်ကဗလန်ပေတာကဆရာအာရုံဆောင်ပါပြီးတော့မနစ်ကကနန်းပေတာလုပ်တဲ့ပတ္တရ retreat မှာလည်းစာရေးဆရာမမော်စီနဲ့လည်းမိတ်ဆက်ပေးခဲ့တယ်ပြီးတော့မချောစုကစ်တာတို့နဲ့လည်းမိတ်ဆက်ပေးခဲ့တယ်အန်နီနဲ့လည်းမိတ်ဆက်ပေးခဲ့တယ်ဒါကျွန်တော်ကို social လောကနဲ့မိတ်ဆက်ပေးခဲ့တာပြီးတော့သူကပဲကျွန်တော်ကိုအဓိကသူက social နဲ့ပတ်သက်တဲ့တခြင်းလုပ်ပေးဖို့အဓိကသူကလာပြောရင်းနဲ့ social လောကနဲ့မိတ်ဆက်ပေးသလိုဖြစ်သွားတာပေါ့ social နဲ့ပတ်သက်တဲ့အဲ့မှာကျွန်တော်စပြီးတော့လေ့လာရင်းကနေကျွန်တော်သိထားတဲ့ဒီအတန်တွေနဲ့ frequency နဲ့ပိုင်းကိုကျွန်တော်ပို့ပြီးတော့ focus ဖြစ်သွားတာပေါ့အဲ့ဒီပြင်ကိုအခုကျွန်တော်ပို့ပြီးတော့ ion site တာကကိုယ့်ရဲ့ soul vibration ကိုမြင်မှုဒီတခြင်းတွေ frequency တွေက soul vibration ကိုမြင်တဲ့နေရာမှာအသုံးပြုဖို့အတွက် tools အနေနဲ့ကျွန်တော်ကလုပ်ထားတာအဲ့ tools တွေသုံးပြီးတော့အဓိကကိုယ့်ရဲ့ soul vibration ကိုမြင်မှုပဲပြီးခဲ့ဗီဒီယိုမှာလည်းကျွန်တော်ပြောသွားပြီးခဲ့ဗီဒီယိုမှာတော့ကျွန်တော် meditation အကြောင်းရယ် religion အကြောင်းရယ်ပြီးတော့ soul vibration ကိုမြင်တဲ့အကြောင်းအကြမ်းမျိုးလေးကျွန်တော်ပြောပြီးသွားပြီဒီမှာတော့ soul vibration ကိုမြင်တဲ့အထက်မှာလုပ်လို့ရတာနှစ်ခုပါပြီးခဲ့ဗီဒီယိုမှာပြောခဲ့တဲ့ meditation လုပ်လို့ရတယ် music နဲ့ပဲဖြစ်ဖြစ်ကိုယ့်ကို meditation လုပ်ပြီးဖြစ် meditation လုပ်ပြီးတော့ soul vibration ကိုမြင်လို့ရတယ် meditation လုပ်တဲ့ချက်ကိုလည်း PDF ဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီးအဲ့ဒါလေးဗီဒီယို link comment ထဲမှာကျွန်တော်ပေးထားမယ်အခုက meditation လုပ်ပြီး soul vibration လုပ်လို့ရတယ်အခုဒီနေ့ပြောမှာကကို live ကိုနေထိုင်ရင်းနဲ့ soul vibration ကိုမြင်အောင်လုပ်လို့ရတဲ့နည်းလေးတွေကိုကျွန်တော်ပြောပြပေးပါအဲ့ဒီနှစ်ခုကဘယ်ဟာပိုကောင်းလဲဆိုတော့ဘယ်ဟာမှပိုမကောင်းနှစ်ခုစလုံးကအရေးကြီးတယ်နှစ်ခုစလုံးကလိုတယ်နှစ်ခုစလုံးလုံးမှာပြည့်စုံမှာဘာနဲ့တူလဲဆိုတော့လမ်းလျှောက်သွားသလိုပဲပေါ့ဘယ်နဲ့ညာလိုပဲပေါ့ဒါ meditation လေးလုပ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုကြည်သွားအောင်လုပ်မယ်ပြီးခဲ့ဗီဒီယိုမှာပြောခဲ့တဲ့စိတ်ကြည်သွားအောင်လုပ်မယ် meditation လုပ်ပြီးစိတ်ကြည်သွားတာလေးကိုမှတ်ထားတတိတရမှတ်ထားပြီးတော့ကိုယ်နေသူကသွားလာနေတဲ့အချိန်မှာစိတ်နောက်ဆက်ဖြစ်စရာတွေဖြစ်လာရင်တော့မှအဲ့ဒီအချိန်လေးကိုတတိယလိုက်ပြီးတော့ကိုယ့်ကိုစိတ်ပြန်ကြည်သွားအောင်လုပ်ပြီးမှရင်ဆိုင်ဖြစ်ရှင်ဒါက meditation ကစိတ်ကိုကြည်အောင်လုပ်ပေးတာနေတူကနေထိုင်တာလည်းလိုသေးတယ် meditation လုပ်လို့စိတ်ကကြည်သွားပြီစိတ်ကကြည်သွားပြီဒါပေမဲ့နေတူကနေတဲ့အပိုင်းမှာလည်းလိုသေးတယ်နေတူကနေတဲ့အပိုင်းကကြတော့အဓိကက formula ရှိတယ် formula ကကိုယ့်ဘဝကို passion နဲ့နေဖို့ passionately နေဖို့ passion ဆိုတဲ့စကားလုံးကပြောလို့ပြန်တော့နေရာဒီမှာစီလျော်အောင်ပဲပြန်လို့ရတယ်ဒီ passion နဲ့ပတ်သက်ပြီးတော့ဥပမာပြောရရင်တော့ဘယ်လိုရှိလဲဆိုတော့သူကအဓိကကို passionate ဖြစ်တဲ့အလုပ်ကိုလုပ်ပါကို passionate ဖြစ်တဲ့အလုပ်ကိုလုပ်ဆိုတော့မြန်မာလိုစီလျော်အောင်ဘာသာပြန်တော့ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်ပါကိုဝါသနာပါတဲ့အလုပ်ကိုလုပ်နေရရင်ပြင်ပန်းလည်းမထင်ဘူးကောင်းပို့ပြီးတော့ကောင်းတဲ့တက်ကောင်းအောင်လည်းလုပ်လို့ရတယ်ဘာလို့ဝါသနာပါတာဟုတ်ဒါကတော့တစ်မျိုးအဲ့လူတွေအတွက်ကတော့ရှင်းတယ်ကိုဝါသနာပါတဲ့လုပ်ကိုလုပ်နေရတဲ့အတွက်ဒီကျွန်တော်ပြောတဲ့ formula အတိုင်းလိုက်လုပ်ဖို့ကအရန်လွယ်တယ်အဓိကကိုဝါသနာပါတဲ့လုပ်ကို professional ထည့်ပြီးတော့အာယုံဆိုင်ပြီးတည်တည်ချာချာလုပ်အဲ့ဒါဆိုလို့ရှိရင် soul vibration ကမြင့်လာတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအာယုံဆိုင်ပြီးလုပ်နေတဲ့အချိန်မှာအုံနောက်ထဲမှာတခြားအတွေးတွေမတွေးတော့ဒီဟာကိုပဲအာယုံဆိုင်ပြီးလုပ်နေတယ်အဲ့လိုလုပ်ခြင်းအပြင်ဒါ meditation လုပ်တယ်လို့ဖြစ်သွားပြီးတော့ဒါအဲ့အချိန်မှာ soul vibration မြင့်နေတာ meditation လုပ်တယ်ဆိုတာကတနေ့ကိုအချိန်ယူပြီးတော့ကိုလုံးနိုင်တဲ့လောက်ပဲလုပ်လို့ရတာဒီမှာကကိုဝါသနာပါတဲ့လုပ်ကိုနေတူကလုပ်နေတဲ့အချိန်မှာအာယုံဆိုင်ပြီးတော့ရှားတွေးတွေမပါဘဲနဲ့ကောင်းတဲ့ကောင်းအောင်လုပ်ခြင်းအပြင် soul vibration မြင့်လာတယ်ဆိုတော့ဒီအပိုင်းကလည်းအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေတူကဒါလောက်ကင်စားတောက်နေရတာအဲ့ဒီမှာ passionate ထည့်ပြီးတော့လောက်ကင်စားတောက်နေရင်းနဲ့ကို soul vibration ကိုမြင့်အောင်လုပ်ဖို့အတွက်ဒါကျွန်တော်နီလန်လေးပေးတာအဲ့တော့ပထမလူတစ်မျိုးကတော့ကိုဝါသနာပါတဲ့လုပ်ကိုပြောတဲ့အတိုင်းလုပ်နေရတဲ့အတွက်ရမ်းလွယ်တဲ့စိတ်လေးအာရုံနှိပ်ပြီးတော့လုပ်လိုက်ရုံပဲအဲ့ဒီအချိန်မှာချားတယ်မတွေးနဲ့ပြီးခဲ့တဲ့ဗီဒီယိုမှာပြောတဲ့အတိုင်းပဲเนาะချားတယ်မတွေးနဲ့ရှေ့ဖြစ်မှလည်းမတွေးနဲ့ဖြစ်ပြီးသားလည်းမတွေးနဲ့ဖြစ်ပြီးသွားဆိုရင်ဒေါသထွက်တတ်တယ်ရှေ့ဖြစ်မှတွေးရင်တော့ကလည်းများတတ်တယ်
ပြစ္ဆုတ်ဘက်မှာပဲအောင်ဆိုင်ပြီးတော့လုပ်လို့ရတယ်နောက်တစ်မျိုးကြတော့ကိုကဝါသနာပိုင်းအလုပ်ကိုလုပ်နေရမဟုတ်ဘူးဒါဝင်ငွေရဖို့အတွက်အလုပ်တစ်ခုကိုလုပ်ရတယ်ဒါပေမဲ့အားလက်တဲ့အချိန်မှာကိုဝါသနာပါတဲ့ hobby ပေါ့ဝါသနာပါတဲ့တခြားဟာလေးတွေကိုလုပ်နေရတဲ့လူတွေလည်းရှိတယ်အဲ့လူတွေကလည်းတစ်မျိုးကောင်းတယ်အဲ့ကိုဝါသနာပါတဲ့ဒီ hobby လေးကိုစိတ်ဝင်စားနဲ့လုပ်နေတဲ့အချိန်မှာ supervision မြင်လာလိမ့်မယ်အဲ့ဒီအချိန်မှာအခြားဒီမလိုအပ်တာတွေမတွေးနဲ့အဲ့ဒါဆိုအကောင်းဆုံးပဲဝါသနာပါတဲ့လုပ်နေရတာမဟုတ်ဝင်ငွေအတွက်ပဲလုပ်နေရတယ်အားလက်တဲ့အချိန်မှာလည်းလုပ်စရာ hobby မရှိတဲ့လူတွေဆိုရင်တော့အားလက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာလုပ်လို့ရတာဒီတဲကစိတ်လှုပ်ရှားမှုဖြစ်ဆုံးအဲ့ဒီအချိန်မှာလှုပ်ချင်ဆုံးဟာကိုထပ်ပြီးလုပ်လိုက်အင်းလှုပ်စရာရှိရတယ်လှုပ်ပြီးသွားပြီခုကိုကအားပြီးဆိုတာနဲ့စာအုပ်ဖတ်လို့ရတယ်အပြင်သွားလို့ရတယ်လမ်းလေးထွက်လျှောက်လို့ရတယ်တခုလှုပ်ရှားလို့ရတယ်တခုချက်ပြုတ်စားလို့ရတယ်online ကနေတခုကြည့်ချက်ပြုတ်စားလို့ online ကနေတခုကြည့်လမ်းလုပ်မယ်ဒါပေမဲ့ကျွန်တော်ပြောတာအဲ့ဒီအချိန်မှာအားရနဲ့ဖုန်းကြီးပို့ပြီးတော့နေတာတော့မပါဘူးအဲ့ဒါ passionate လို့ဖြစ်လာမှာမဟုတ်ဒါကို dopamine ခံအောင်မလုပ်နေတာ dopamine resistant ဖြစ်အောင်မလုပ်နေတဲ့အပိုင်းဖြစ်သွားတယ်အဲ့ဒါကိုပြောရမှာမဟုတ်ဘူး online နေတခုအကျိုးရှိတာတခုလမ်းလုပ်မယ်လမ်းလုပ်ပြီးတာနဲ့အဲ့ဒါကိုဒီမှာချက်ချင်း apply လုပ်တာအဲ့ဒီအချိန်မှာအာယုံချောင်းမပြတ်တော့ဘူးပြီးရင်အဲ့ဒါကိုလိုက်လုပ်ကြည့်တယ်အဲ့လိုစိတ်ဝင်စားလုပ်တာကိုကဝါသနာပါတဲ့ hobby မရှိဘူးဆိုတော့အားတဲ့အချိန်မှာအဲ့ဒီအချိန်မှာလုပ်လို့ရတယ်တဲ့ကိုအလုပ်ချင်ဆုံးဟာကိုထပြီးတော့လုပ်လိုက်အဲ့လိုကို passionate ဖြစ်တာအဲ့လိုမျိုးတွေလုပ်နေတယ်လို့ရှိရင် passionate ဖြစ်တဲ့လုပ်ရလူပဲဖြစ်ဖြစ်အားလက်ချိန်မှာ passionate ဖြစ်တဲ့ hobby လေးတစ်ခုဝါသနာပါလေးတစ်ခုကိုလုပ်နေရလူပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘာမှအဲ့ဒီခုလုံးမရှိဘဲနဲ့အားလက်ချိန်မှာအဲ့လိုမျိုးစဉ်းစားပြီးတော့ကိုလုပ်လို့ရတဲ့စိတ်ကူးပေါက်တာအကျိုးရှိတာလေးတွေစိတ်ကူးပေါက်တာလေးတွေကိုထားပြီးလုပ်တဲ့လူပဲဖြစ်ဖြစ်အဲ့လိုလုပ်ပါများလာလို့ရှိရင် supervision မြင့်လာမယ် supervision မြင့်လာတာနဲ့ synchronicity ကောင်းလာမယ်ကျွန်တော် synchronicity ဖြစ်လာတဲ့အချိန်မှာကျွန်တော်ဘာကိုတွေ့လာလဲဆိုတော့ life ကိုစကလုံးတစ်လုံးနဲ့ပြောရရင် chaos ဖြစ်တယ်လို့ပြောတာအကုန်လုံးဖြစ်ချင်တိုင်းဖြစ်နေတာ chaos လုံးဝဘာမှ predict လုပ်လို့မရဘူးဖြစ်ချင်တိုင်းကိုဖြစ်နေတယ်တကယ်လည်း life ကအဲ့တိုင်းပဲခေါင်းပန်းလှန်သလိုပဲဘယ်ဟာကြောက်မှန်းမသိဘူးကြောက်ချင်တာကြောက်ဒါပေမဲ့ခေါင်းပန်းနှစ်ခုပဲရှိတယ် life ကဖြစ်နိုင်ခြေတွေအများကြီးတွေကအဲ့ထက်ဖြစ်ချင်တာတွေဖြစ်နေတယ် synchronicity ကြောင့် life ရဲ့ chaos ကအတိတ်ပဲရှိလာ life ရဲ့ chaos ဆိုကျွန်တော်ဖြည်းဖြည်းနဲ့သဘောပေါက်လာဒါဖြစ်လို့ဒါဖြစ်တာဒါကြောင့်ဒီအဲ့တော့ဒါဖြစ်တာမကောင်းတာဖြစ်လိုက်တာဟုတ်တယ်ဒါပေမဲ့အဆင်မပြေဖြစ်လိုက်ပေမဲ့အဲ့ဒီကနေတစင်အဲ့ဒါဖြစ်လိုက်လို့ဒီမှာဒီလိုလုပ်ရင်းနဲ့ဒီဟာလေးတွေ့သွားတယ်အဲ့လိုမျိုးကျွန်တော်သဘောပေါက်လာအဲ့ဒါ synchronicity ဖြစ်လာလို့ရှိရင် life ရဲ့ chaos ကိုမြင်လာလိမ့်မယ်အဲ့မြင်လာလိမ့်တဲ့ဟာဒါတွေကြောင့်ကိုဒီမှာဒီလိုကောင်းတာတွေကပို့ပြီးတော့ဖြစ်လာဆိုပို့ပြီးသဘောပေါက်လာလိမ့်မယ်အဲ့ life ရဲ့ chaos ကို synchronicity ဖြစ်လာခြင်းမှာလုံးဝကြောက်စရာမလိုတော့ကို passion ဖြစ်တဲ့လုပ်လို့ရလူရှိမယ်ကိုကြိုက်တဲ့ hobby လေးတစ်ခုခုဝါသနာလေးတစ်ခုခုကိုအားလက်ချိန်မှာလုပ်လို့ရလူဖြစ်မယ်အဲ့လိုလုံးမရှိတဲ့အတွက်အားလက်ချိန်မှာလုပ်လို့ရတာတဲကကိုစိတ်လှုပ်ရှားမှုဖြစ်ဆုံးကိုအကြိုက်ဆုံးအဲ့ချိန်မှာစိတ်ဝင်စားဆုံးတစ်ခုခုကိုထားလို့လိုက်တဲ့လူ supervision မြင့်လာပြီး synchronicity ကောင်းလာမယ် life ကပို့ပြီးတော့အဆင်ပြေလာမယ်ဖြည်းဖြည်းနဲ့ life ကအဆင်ပြေလာမယ်ဘာလို့ရသေးလဲဆိုတော့ကိုလုပ်နေတဲ့အလုပ်ဒါလကစားနဲ့လုပ်တဲ့လူတွေရှိမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတွေရှိမယ်ဒါမှမဟုတ်ပွဲစားတို့ဘာလို့လုပ်ငန်းတွေလုပ်တဲ့လူရှိရင်ဘသူပဲဖြစ်ဖြစ်ကိုလုပ်နေရတဲ့လုပ်ကကိုဝါသနာပါတဲ့လုပ်တော့မဟုတ်ဘူးဒါပေမဲ့ဝင်ငွေရဖို့လုပ်နေတယ်သို့တော်လဲအဲ့အလုပ်ကိုက passion လေးထည့်ပြီးလုပ်လို့ရသေးတယ်ဒါနောက်တစ်ချက်ဥပမာပြောရရင်ကပွဲစားလုပ်လိုမျိုးဆိုရင်လဲကိုကအိမ်ပွဲစားဆိုပါတော့ဒီစာချုပ်အိမ်ငှားတဲ့စာချုပ်တစ်ခုချုပ်လိုက်ရင်တစ်လစာရမယ်အဲ့တစ်လစာအတွက်ပဲခေါင်းထဲထည့်ပြီးတော့အလုပ်ကိုမလုပ်နဲ့ကိုအိမ်ငှားလိုက်တာကဒီအိမ်ငှားလိုက်လို့သူတို့တွေနေရာအဆင်ပြေသွားရင်ဒီမှာမိသားစုဝင်ဘယ်နှယောက်ရှိတယ်ကလေးလေးပါလူကြီးတွေလည်းပါမယ်ဒါမှမဟုတ်လည်း2ယောက်တည်းလည်းဖြစ်မယ်1ယောက်တည်းလည်းဖြစ်မယ်ဘလို့ပဲဖြစ်လူ1ယောက်နေဖို့ထိုင်ဖို့အတွက်ကိုကကူညီပြီးတော့တေချာလုပ်ပေးလိုက်တယ်ဆိုတော့ passion လေးကိုတေချာထည့်ပြီးစေနာလေးပေါ့အလုပ်ကိုစေနာလေးနဲ့ထည့်ပြီးတော့လုပ်ပေးလိုက်အဲ့လိုမျိုးစဉ်းစားလိုက်တလားကရဖို့အတွက်ဒီစာချုပ်ကိုလက်မှတ်ထိုးတယ်ဒီစာချုပ်ဒီပွဲကိုဖြစ်အောင်လုပ်လိုက်တယ်ဖြစ်သွားတယ်ဒီတလားကသာရမှာပဲအဲ့ဒါချင်းတူကိုကစေနာလေးနဲ့တေးချာလုပ်ပေးလိုက်အဲ့စေနာလေးနဲ့လုပ်ပေးတယ်ဆိုပြီးအားလုံးရှောက်တနာပြီးတော့
လင်ခံဒုက္ခရောက်ခံအဲ့လိုမျိုးကျွန်တော်လောက်ခိုင်းတာလည်းမဟုတ်ဘူးအကုန်လုံးမှန်မှန်ကန်ကန်တိတိကျကျလို့ဒါပေမဲ့လည်းစေတနာလေးထည့်ပြီးလုပ်ပေးလိုက်လို့ရှိရင်တစ်ဖက်လူတွေပို့ပြီးတော့အကျိုးရှိသွားမယ်စေတနာလေးတွေထည့်ပေးလိုက်အဲ့ဒါမျိုးလေးလုပ်ပေးလိုက်ခြင်းအပြင်ဒီလုပ်ပေါ်မှာလည်းကိုယ်က passion ထည့်လို့ရတယ်အဲ့လိုထည့်ပြီးလုပ်ပေးလိုက်ရင်လည်း super vibration မြင့်လာမှာပဲဒါ super vibration မြင့်အောင်ကိုလှုပ်ရှားလှုပ်ရင်းကန်ရင်းလှုပ်ရှားရှိရင်းနဲ့လှုပ်လို့ရတဲ့နည်းလေးတွေကိုကျွန်တော်ပြောပြပေးတာအဲ့ဒီမှာအရေးကြီးတာတစ်ချက်ကကိုကစေနာပါနဲ့လှုပ်ပေးတယ်အလုပ်လုပ်ရင်လည်းဝါသနာပါတဲ့ဟာလေးတွေကိုအားလက်တဲ့အချိန်မှာလှုပ်တယ်ဘလို့ပဲဖြစ်ဖြစ်ဘာပဲလှုပ်လို့အရေးကြီးတာနောက်တစ်ခုကဒီအောင်ငါလှုပ်လို့ငါအကျိုးရှိရမယ်ဟိုဟာဖြစ်ရမယ်ဒီဟာဖြစ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးအကျိုးမျှော်ကိုပြီးတော့လှုပ်တာမျိုးဆိုရင်တော့ဒီ passion တွေကမဖြစ်တော့အဲ့အကျိုးမျှော်ထားတဲ့လောဘကြောင့်အဲ့အကြောင်းကိုတွေးနေတာနဲ့တည်းအဲ့မှာအတွေးရရောက်သွားပြီးတော့ခေါင်းထဲမှာအတွေ့အကြုံရောက်ပြီးတော့ဒီကိုအာရုံစိုက်တာလည်းအပြည့်မရောက်တော့ဘူး passionate ဒီဝါသနာအကုန်လုံးမပါတော့ဒါကြောင့်မို့လို့ကိုဝါသနာပါတဲ့အလုပ်စီနာနဲ့လုပ်ပေးတဲ့အလုပ်ပေါ်မှာအကျိုးမြတ်အပို့တွေဘာမှမျှော်လင့်ချက်မထားနဲ့ကိုကစီနာနဲ့လုပ်ပေးလိုက်တာပြီးပြီးသားပဲအကုန်လုံးဟုတ်တယ်မလားရုံးဝင်နှန်းကဲရုံးဝင်နှန်းသမားဆိုရင်လည်းကိုကရတဲ့လကဒီလကပဲရမှာဒါပေမဲ့လည်းကိုတရားလေးကိုတေးချလုပ်ပြီးလိုက်စီနာနဲ့လုပ်ပြီးလိုက်တဲ့အတွက်အဲ့လူတွေအဆင်ပြေသွားမယ်သူဒါလာလုပ်တဲ့လူတွေအဆင်ပြေသွားမယ်သူတို့အတွက်အကျိုးရှိသွားမယ်ဒါမှန်မှန်ကန်ကန်ပဲလုပ်တာလေမှန်မှန်ကန်ကန်လုပ်တာဘာမှမဟုတ်တာမလုပ်เสียမလို့ဒါပေမဲ့စီနာလေးနဲ့ထည့်ပြီးလုပ်ပြီးလိုက်စီနာလေးနဲ့ထည့်ပြီးတေးချပြောပြီးလိုက်ကူညီပေးလိုက်ကျွန်တော်ပြောတာအဲ့လိုလုပ်ပေးခြင်းအပြင်ကိုလုပ်ကိုက passion ထည့်ပြီးလုပ်ပြီးလို့ရတယ်ဒါပေမဲ့အဲ့ပေါ်မှာလုပ်ပေးရတဲ့အတွက်ငါမျှော်လင့်ချက်ဟိုကတရားမထားနဲ့မထားလို့ရှိရင်ပို့ပြီးတော့အကျိုးရှိမယ်ထားရင်တော့ကိုလုပ်နေတာတွေကသိပြီးတော့အကျိုးမရှိဘူးဖြစ်သွားမှာပေါ့နော်နောက်ပြီးတော့တစ်ချက်ကဘဝကို positive နဲ့နေဖို့အကောင်းမြင်တတ်ဖို့အကောင်းမြင်တတ်ဖို့ဆိုတော့ကျွန်တော်ပြောချင်တာကဖြစ်စင်တာပြဘလောက်ဆိုးနာပဲဖြစ်ဖြစ်ရတယ်အကောင်းမမြင်လိုက်အကောင်းမြင်လိုက်အဲ့လိုမျိုးမြင်ခိုင်းနေတာမဟုတ်ဘူးဘယ်ကိစ္စပဲပေါ်အဲ့ကိစ္စတစ်ခုမကောင်းဘူးလို့တစ်ခုကြားလိုက်တာနဲ့မကောင်းဘူးဆိုပြီးတော့အဲ့ကိစ္စကိုအဲ့လိုမျိုးမြင်တာထက်ဒါ situation တစ်ခုကိစ္စတစ်ခုပြဿနာတစ်ခုမဟုတ်ကိစ္စတစ်ခုဖြစ်တဲ့အတွက်ဖြေရှင်းရမယ်ဟုတ်တယ်အလုံးရှုံမယ်ဒါကတော့ထုံးစံအတိုင်းပဲအဲ့ဒါတွေကတော့ဖြစ်မှာပဲအဲ့ဒါတွေပုံမှာကိုကသွားပြီးတော့မကောင်းမြင်လိုက်လို့ရှိရင်အဲ့မကောင်းမြင်တဲ့စိတ်ကြီးရပဲပို့သွားတာအဲ့လုပ်တွေကလုပ်ကိုလုပ်ရမှာပဲအဲ့မကောင်းတဲ့ negative emotion နဲ့လုပ်တဲ့အတွက်အလုပ်ကပိုမတွင်ဘူးပို့ပြီးတော့မကောင်းတာပို့ပြီးတော့ဖြစ်နိုင်ခြင်းများသွားမယ်ကိုကမကောင်းတဲ့ emotion အဲ့ပုံမှာသွားထားလိုက်မကောင်းတဲ့ပြညတ်ချက်တည်မှာဒါကြီးကပြဿနာကြီးဆိုပြီးတော့အဲ့လိုကြီးလုပ်လိုက်တာနဲ့ကိုဒါကိုအတွက်ကမကောင်းတော့ဘယ်လိုမြင်ရမလဲဆိုတော့ဒီမကောင်းတဲ့ကိစ္စတစ်ခုလို့မမြင်မဲနဲ့ဒါက situation တစ်ခုကိုဖြေရှင်းရမယ်အရေးကြီးတာကအဲ့ situation ကနောက်မဖြစ်ဖို့အတွက်အရေးကြီးတယ်ကိုမကြိုက်တဲ့ကိုမလိုလားအပ်တဲ့ situation တစ်ခုမို့လို့နောက်မဖြစ်တဲ့ situation တစ်ခုပြီးတယ်အဲ့ဒါကိုပဲအုံနောက်တဲ့ဒီ situation တွေမှာဒေါသထွက်ဖို့ဒါမကြည်မနှက်တွေဖြစ်နေဖို့တယောက်ကိုအပြစ်တင်ဖို့အဲ့ဒါတွေလုပ်လို့မရအောင်တယောက်ကိုအပြစ်တင်လိုက်တာနဲ့လည်းသွားပြီလူက done မဖြစ်တော့အဲ့အကြောင်းဆက်ပြောပြမယ် situation တစ်ခုဖြစ်ပြီဆိုတာနဲ့အဲ့ situation ကိုအကောင်းမြင်မယ်မကောင်းတဲ့ကိစ္စတစ်ခုဖြစ်နေတော့ဘလို့အကောင်းမြင်လို့ရလဲဆိုတော့ဒီဖြစ်တဲ့ကိစ္စဟုတ်တယ်မလိုလားတဲ့ကိစ္စမကောင်းတဲ့ကိစ္စဖြစ်သွားတာတော့မလိုလားတဲ့ကိစ္စမကောင်းတဲ့ကိစ္စအဲ့တစ်ခုခုပဲဒါပေမဲ့အဲ့ဒါကြီးကိုကဒီပေါ်မှာငါဘလို့လမ်းလုပ်လို့ရလဲဒီကိစ္စမျိုးထပ်မဖြစ်အောင်ငါဘလို့သင်ခန်းစာယူလို့ရလဲဆိုတာကိုအဲ့ရှုထောင့်ဘက်ကကြည့်လိုက်ရင်negative ဘက်ကိုမရောက်ဘဲနဲ့ positive ရှုထောင့်မှာနေဖို့အတွက်နည်းနည်းလေးပိုအဆင်ပြေသွားတယ်ဒါကကျွန်တော်ရဲ့ formula ကျွန်တော်အဲ့လိုပဲကြည့်လိုက်တယ်အဲ့ကြရင်တိတ်ပြီးတော့သူကစိတ်မတူတော့ဘူးအာရုံမနောက်တော့ဘူးရှင်းရတော့ရှင်းရမှာပဲအဓိကကျွန်တော်ပြောချင်တာကိစ္စတစ်ခုဖြစ်ပြီဆိုတာနဲ့အဲ့ပုံမှာသင်ခန်းစာယူလိုက်နောင်တကြီးပုံမှာအရင်သွားပြီးတော့ drill လုပ်နေနောင်တကြီးတွေရပြီးတော့အဲ့မှာ negative တွေအရင်အဖြစ်ခံနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောချင်တာသင်ခန်းစာပဲယူနောင်တကြီးကိုယူမနေနဲ့နောင်တရတာကသင်ခန်းစာရတာမဟုတ်ဘူးနောင်တရတယ်ဆိုတာနောင်တပဲရတာတချို့လူတွေကကိစ္စတစ်ခုဖြစ်နောင်တရလိုက်တယ်နောင်တရပြီးရတယ်အဲ့ကိစ္စသူများကြောင့်ဖြစ်တာဆိုပြီးဟိုလူကိုလက်ညှိုးထိုးဒီလူကိုလက်ညှိုးထိုးပြီးဘာမှတန်းလို့မရအောင်အဲ့ဒါလေးလေးကျွန်တော်ပြောပြချင်တယ်လူတစ်ယောက်ကကိစ္စတစ်ခုဖြစ်တိုင်းသူများကိုအပြစ်တင်နေမယ်ဆိုရင်အဲ့လူကဘာမှလမ်းလို့မရဘူးငါဘာပြင်လို့ရလဲဘလောက်ပဲဒီကိစ္စမှာဟိုလူကမှားတောင်မှ
အဲ့ကိစ္စကိုပြန်စဉ်းစားပြီးတော့အဲ့လိုမျိုးနောက်ပြဿနာမျိုးထပ်မဖြစ်အောင်ငါကဘယ်လို handle လုပ်လို့ရလဲငါပါ change လုပ်လို့ရလဲ तू ကမကောင်းတာပြောတိုင်းကိုကပြန်ဆဲလိုက်လို့အဲ့မှာရန်ထားဖြစ်တယ်အဲ့ဒါကိုကြည့်လိုက်ရင်သူ့ဘက်ကတော့မှဟိုကအချိုးမပြေတာဒါပေမဲ့လည်းငါကအဲ့လိုမဖြစ်အောင်အဲ့လို handle မလုပ်ဘဲနဲ့ကောင်းကောင်းမွန်မွန်ဒီလိုမျိုးလေးပြောင်းပြီး handle လုပ်လိုက်ရင်ပိုကောင်းသွားမလားအဲ့လိုမျိုးစဉ်းစားတာကိုပြောတာတခုဖြစ်တာနဲ့သူများအဖြစ်ဆိုပြီးမြင်လိုက်လို့ရှင်တော့အဲ့ဒါဘာမှလမ်းလို့ရမှာမဟုတ်ဘူးငါပါပြောင်းလို့ရမလဲဘလောက်ပဲဟိုလူမှားမှာငါဘလို့လှုပ်လိုက်ရင်ဒီလိုမျိုးနောက်မဖြစ်ဘူးဆိုတဲ့အတွေးမျိုးနဲ့စဉ်းစားပြီးအဲ့ဒါဆိုလို့ရှိရင်လည်းကိုကပို့ပြီးတော့ positive ဖြစ်မြင်လို့ရတယ်နောက်အမှားလည်းနည်းသွားတာပေါ့အဲ့တော့ဒါဒီနေ့ဒီလောက်နဲ့ပဲတော်လိုက်တော့မယ်ဒီဟာကကျွန်တော်အနေနဲ့ပြောရရင်တော့ဘဝကိုနေထိုင်နည်းလေးတစ်မျိုးပဲပေါ့ soul vibration မြင့်မှုအတွက်ဘဝကိုနေထိုင်နည်းလေးတစ်မျိုးပဲပေါ့ဒီ formula လေးကိုသုံးပြီးတော့အားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ပြီးခဲ့တဲ့ video လည်းကြည့်လိုက်ပါပြီးခဲ့တဲ့ video မှာကျွန်တော် meditation အကြောင်းကိုသိသိရှင်းထားပြတာပါ meditation လိုအပ်ချက်ကိုလည်းကျွန်တော်ပြီးခဲ့တဲ့ video မှာရှင်းပြပေးတာပါ video link ကတော့အောက်က comment မှာပေးထားပါတယ်အားလုံးကျွန်တော်ပေးတဲ့ formula လေးသုံးပြီးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်